ကြီးကဟီလို့သာပြောလူမကြီးရကြည်ရတာကြောင့်မစိတ်ချမ်းသာရွှေရမန်းတဲ့ကြီးကဟီလို့သာဟုတ်ပါလူကကြီးရကြည်ရတာကျမလည်းစိတ်ချမ်းသာဆွေမျိုးပေါင်းတဲ့ရောက်ရင်တွေဆုံးပါတယ်ကာလာသားကာလာသမီးနဲ့လူကြီးလူငယ်မကြမ်းပါကွယ်တို့လူဝိုင်းကူကြတာအားရတယ်လူမကြီးရဆွေမျိုးပေါင်းတဲ့ရောက်ရင်တွေဆုံးပါတယ်ကာလာသားကာလာသမီးနဲ့လူကြီးလူငယ်မကြမ်းပါကွယ်တို့လူဝိုင်းကူကြတာအားရတယ်လူကကြီးရတို့လူမကြီးရမင်းသားမောင်ရင်လောင်းကစင်စီမြေရန်ခန္ဓာနေတာကျွဲလေးတိုင်းလုံးပကွက်လေးကွက်ကတားလာမောင်ရင်လောင်းကိုငဲ့ကြည့်လို့မနိုင်ဘူးကွာတော့လူကကြီးရမင်းသားမောင်ရင်လောင်းကစင်စီမြေရန်ခန္ဓာနေတာကျွဲလေးတိုင်းလုံးပကွက်လေးကွက်ကတားလာမောင်ရင်လောင်းကိုငဲ့ကြည့်လို့မနိုင်ဘူးကွာရှင်လောင်းနဲ့မသွားသေးခင်ပေါ့အန္တရာယ်ကင်းစီဖို့ပေါင်းလို့ချမ်းသာရရှိစီဖို့အကြောင်းပြုပြီးတော့ယနေ့လူရှင်လုံးလေးတကွာအားလုံးသောဉာဏ်လောင်းများအားလုံးသောရှင်သာမဏေလောင်းများယရနာသုံးပါးကိုမိမိတို့ရဲ့နှလုံးသားထဲမှာမိမိတို့ရဲ့ဉာဏ်ထဲမှာဆွဲထားပြီးတော့ယရနာသုံးပါးရဲ့ဂုဏ်ကျေးဇူးတို့ကိုအာရုံပြုပြီးတော့လောကီကိုရှိခိုးခြင်းမှုကိုပြရအောင်
ဝါသေးဘူးဝါသေးဘူးလားဝါသေးဘူးလားကောက်အောင်လားကောက်အောင်လား စေတနာ
ပါခွေအလူတော်သပင်ပွဲနှွေးကြတယ်အလူတော်သပင်ပွဲနှွေးကြတယ်ပြောတဲ့ငွေမြဲမြဲကြီးသဘူဘောကြီးပြူပြောမကြီးလူတော်ကြီးချင်းချင်းပဲလာတယ်မေအများကိုအခန့်ကျွေးမွေးလို့မလို့ရအောင်ဝင်အခန့်ကျွေးမွေးလို့မလို့ရအောင်ဝင်ကုသိုလ်ဌာနဒီလူပွဲမှာပြောချမြူချကာတာခွန်ရအိုးစီတန်တို့ပတ်တံပေတို့ပတ်သေးကုန်တာကြီးလို့ညာဘာခွဲစင်းနာကောင်းတဲ့လူမပါခွဲအလူတော်သပင်ပွဲနှွေးကြတယ်အလူတော်သပင်ပွဲနှွေးကြတယ်ပြောတဲ့ငွေမြဲမြဲကြီးသဘူဘောကြီးပြူပြောမကြီးလူတော်ကြီးချင်းချင်းပဲလာတယ်မေအများကိုအခန့်ကျွေးမွေးလို့မလို့ရအောင်ဝင်အခန့်ကျွေးမွေးလို့မလို့ရအောင်ဝင်ကုသိုလ်ဌာနဒီလူပွဲမှာပြောချမြူချကာတာခွန်ရအိုးစီတန်တို့ပတ်တံပေတို့ပတ်သေးကုန်တာကြီးလို့ညာရွှေအောင်ဝင်ပြစက်တည်ရှိလို့ကညာသောတရားတရားနဲ့စီရနာပီတိလာရင်မှာတနေ့လုံးပျော်ရွှင်မဆုံးမတမင်ချောင်းစီမောင်တီလူကကိုယူလို့သာတိုင်းဒီပီတိနိုင်ရှိတဲ့သူဟာရွှေအောင်ဝင်ပြစက်တည်ရှိလို့ခံညာသောတရားတရားနဲ့စေရနာပီတိလာရင်မှာတနေ့လုံးပျော်ရွှင်မဆုံးမသမီးချောင်းစီမောင်တီလူကကိုယူလို့သာတိုင်းဒီပီတိနိုင်ရှိတဲ့သူဟာချမယ်ကျွန်တော်တို့အတူတူရှိမှန်းထားသမျှတို့ကြိုးစားလို့နိဗ္ဗာန်ရင်လို့ရွှေခွက်မော်လို့ရှိတဲ့ချမယ်ကျွန်တော်တို့အတူတူရှိမှန်းထားသမျှတို့ကြိုးစားလို့နိဗ္ဗာန်ရင်လို့တို့လူ
ဦးသိရင်တော့သတိပေးတရားလေးရှိ။ဘာသတိပေးနေတာလဲဆိုတော့သာသနာပေါင်းကိုဉာဏ်ပြည့်နဲ့ဝင်ရောက်တာတော့၎င်းရှင်းတာမလေးပြည့်နဲ့ဝင်ရောက်တာတော့၎င်းဝိနည်းကနှစ်မျိုးရှိတယ်လို့မှတ်ထားရအောင်။ဘယ်လိုနှစ်မျိုးလဲလို့မေးရင်ကထာပပ္ပတိတဝိနည်းနဲ့ဘုရားပပ္ပတိတဝိနည်းလို့နှစ်မျိုးမှတ်ထား။ အာတောကာယာသာမင်းတရားကြီးဒီစနေယူကသာရောမောင်မဟိတာနဲ့သမီးရလားတင်းသမီးရာဒုံလဘကျုံပြန်ရပဝိစီမယဟန်ခံငါတည်ရွယ်တင်းတို့မှာအလုံးစုံစင်မြန်လို့ဒီစွမ်းတပိပါတင်းငါပရိခယာရှစ်ပါအစုနေကြံတော်လာမယောကသာသနာရင်းတွင်မိရာ အန္တာရဝိတ္တဒုက္ခတောဘောဓနာထာယပပိစ္ဆံယာသာမိဒုတိယံမိဗန္ဒေအန္တာရဝိတ္တဒုက္ခတောဘောဓနာထာယပပိစ္ဆံယာသာမိတတိယံမိဗန္ဒေအန္တာရဝိတ္တဒုက္ခတောဘောဓနာထာယပပိစ္ဆံယာသာမိဗန္ဒေသေနုမြတ်ဗျာအန္တာရဝိတ္တဒုက္ခတောအန္တရာတိဟုသောဘုရားယမဘောဓနာထာယသုညပါယခြင်းအကျိုးမှာနိဗ္ဗာန်ကိုသစ္စိကရဏထာယအဉာဏ်ဘုံဉာဏ်ဖြင့်သင်မြတ်စွာမြတ်စွာပါယခြင်းအကျိုးမှာအပိစ္ဆာရှင်သာမေဖြစ်ကိုသာသာမိကျောင်းပါပါ၏ဗျာ ဘာဝနာပွားမြတ်တာပါကုသိုလ်ရှိသူကချွေးနေသာလေးနဲ့ရသလောက်လူတွေတို့လူပါမွန်မြတ်တဲ့စေတနာရာချီလူကျိုးညပေးတော့ပြောလို့ရွှင်လို့မဆုံးနိုင်ပါလူတို့မြတ်တဲ့ဘာဝနာပွားမြတ်တာပါကုသိုလ်ရှိသူကတဲ့လူလို့ကုသိုလ်ယူနေတိုင်းကုသိုလ်ယူဝန္တာအားရရှိယူရဲ့လူ
လူလိုမြတ်တဲ့ဘာဝနာပွားနေကြပါကုသိုလ်ရှိသူခုလေးလူနောင်လေးလူဘဝဆက်ဆက်လူပြီးလို့မကုန်ကြွေးလို့မကုန်မြင့်မြတ်တဲ့လူ ကြံရွယ်လို့ကုသိုလ်ယူတဲ့လူလို့ကုသိုလ်ယူနေတိုင်းကုသိုလ်ယူ ဝန္တာအားရရှိယူရဲ့လူတို့ရဲ့လူရှင်မြူးနဲ့ပြိတ္တာတွေ့ပြည့်စံနေတဲ့လူသူစင်ရိုးတာကြိုးစားနေတဲ့ဒီလူလက်တွေ့နဲ့ချမ်းနေတဲ့လူ ခုလေးလူနောင်လေးလူဘဝဆက်ဆက်လူပြီးလို့မကုန်ကြွေးလို့မကုန်မြင့်မြတ်တဲ့လူ ကြံရွယ်လို့ကုသိုလ်ယူတဲ့လူလို့ကုသိုလ်ယူ နေတိုင်းကုသိုလ်ယူ ဝန္တာအားရရှိယူရဲ့လူတို့ရဲ့လူရှင်မြူးနဲ့ပြိတ္တာတွေ့ပြည့်စံနေတဲ့လူသူစင်ရိုးတာကြိုးစားနေတဲ့ဒီလူလက်တွေ့နဲ့ချမ်းနေတဲ့လူ ရဟနာများလုံးပါတော်ကြည်လူထာယကကြီးဥပ္ပိုလလူထာယကမကြီးတော်တိတာမြင့်မိသားစုတို့မှာဒုက္ခခတ်တိချုပ်ရင်းရမှမြင့်ဒီကံကိုဤမဲ့၍သိက္ခာတတ်ခြင်းရဟန်းခံခြင်းရှင်ပြုလူတော်မင်္ဂလာပေတရားတော်နာကြတော်မူကြပါခင်ဗျာ နာရီပြင်းနဲ့အားရရတဲ့နိဗ္ဗာန်ချမ်းသာကိုလူကြီးတို့သာသနာတော်ကိုဝင်ရောက်လာတယ်ဆိုပြီးတော့သာသနာတော်ကိုသိမှန်သားရအောင်နော်။ဒါပြန်ဒီမဲ့သူတို့ရဲ့ပါတယ်ကိုယ်ပိုင်ကိုဘာလို့ပါလဲကိုယ်ပိုင်ကိုနော်။ဒီမိအားထုတ်တဲ့ဒါနသီလဘာဝနာကောင်းတဲ့ကုသိုလ်ကောင်းမှုကတရားသူတွေဆိုင်နေတာကိုယ်လုံးတော်ကိုယ်ပိုင်ရမယ်ဟုတ်တယ်နော်။ဒီဒါကြောင့်ကိုယ်ပိုင်လို့ရတယ်လို့ပဲဒီလိုဟုတ်လားကျွန်တော်ဗာပြည့်တဲ့သာသနာတော်ကိုရောက်လာတယ်လို့တဲ့သိတာပြည့်ပြည့်စုံစုံအောင်မြင်မြင်ချမ်းချမ်းသာသာအာထုံနိုင်ကြကုန်သောပါရမီရှင်များခေကြလျက်မဉ္ဇဉ်ဘုညံမြတ်နိဗ္ဗာန်ကိုဉာဏ်စွာမြတ်ပါပြုရပါလို့အရှင်မြတ်တို့ဘုရားဝန္တာအမြတ်ဘေးဝေပါ၏ဝါမြဝန္တာအမြတ်ဘေးဝေပါ၏ဝါမြဝန္တာအမြတ်ဘေးဝေပါ၏အမြတ်ရကြ၍ကိုယ်စိတ်နှပြဘုရားမဲကြီးကျမ်းမာချမ်းသာလမ်းပြဝန္တာနှလုံးစေဝံကိုယ်ဒီကိုယ်ငါဒီချမ်းသာသည်ဖြည့်ကြပါစေသောအာလောအကျွန်ုပ်တို့ပြုသမျှအကုသိုလ်အမြတ်ယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုအာလောအကျွန်ုပ်တို့ပြုသမျှအကုသိုလ်အမြတ်ယူတော်မူကြပါကုန်သောသာဓုသာဓုအာလောအကျွန်ုပ်တို့ပြုသမျှအကုသိုလ်အမြတ်ယူတော်မူကြပါကုန်သောသာဓုသာဓုသာဓု မပြုတ်မပြင်းပင်ကိုအလားအလူရှင်မရဲ့ဒါနစေနာစေနာရီတပွဲဝဲစွန်ကျဲနေ
လေမနှမျောတဲ့စေရနာရှင်ပေးရလဲရမတွန့်လို့တဲ့စေရနာရှင်အလူမကြီးဒါနရှင်လို့ခေါ်မယ်စားရင်နာမကြီးပြောင်းခေါ်လိုက်တဲ့စေရနာမနှမျောတဲ့စေရနာရှင်ပပိယကံရမတွန့်လို့တဲ့စေရနာရှင်အလူမကြီးဒါနရှင်လို့ခေါ်မယ်စားတွင်နာမကြီးပြောင်းခေါ်လိုက်တဲ့စေရနာဆောင်ရွက်တဲ့စေနာရှင်ဆွေတောင်းတဲ့တွေကပါလို့ခေါ်တဲ့စေနာရှင်ရဝေးရည်လူလေးလေးမရှိအောင်ဆောင်ရွက်တဲ့စေနာရှင်ဆွေတောင်းတဲ့တွေကပါလို့ခေါ်တဲ့စေနာရှင်တို့စေနာကိုမတူနဲ့လားစေနာကိုပြန်ခဲ့ရှင်တို့စေနာကိုမတူနဲ့
စေနာတွေဘာလို့လဲဒါစေနာရှင်စေနာတွေထူပါရဲ့ကိုစေနာရှင်စေနာတွေဘာလို့လဲဒါစေနာရှင်စေနာတွေထူပါရဲ့ကိုစေနာရှင်စိတ်ထားမှန်လို့တန်လျာဝေးတွင်းကလုပ်ပြင်းနေစေနာရှင်စိတ်ထားရလို့လူရကျိုးလက်တဲ့စေနာရှင်စိတ်ထားမှန်လို့တန်လျာဝေးတွင်းကလုပ်ပြင်းနေစေနာရှင်စိတ်ထားရလို့လူရကျိုးလက်တဲ့စေနာရှင်ရဝေးရည်လူလီလေးမရှိအောင်ဆောင်ရွက်တဲ့စေနာရှင်မိတ်ဆွေပေါင်းတွေကတာထုခေါ်တဲ့စေနာရှင်ရဝေးရည်လူလီလေးမရှိအောင်ဆောင်ရွက်တဲ့စေနာရှင်မိတ်ဆွေပေါင်းတွေကတာထုခေါ်တဲ့စေနာရှင်အရေးရှိနေမှာစေနာ